ဒါပေမဲ့အသင်းဘက်ကမရှိတဲ့ဖြစ်တယ်ငါတို့အတွက်ပြဿနာမရှိဘူးဆိုတဲ့သဘောမျိုးကိုခံစားနေရတာဒါကငါအတွက်အရန်နာကျင်ရပါတယ်ငါကဒီအသင်းအတွက်ဆိုအမြဲတမ်းအသင်းရှိခဲ့တယ်ကောင်းတာတွေညံ့တာတွေလည်းရှိတာပေါ့ဒါပေမဲ့ဒီအသင်းအတွက်ငါအမြဲတမ်းတိုက်ခိုက်ပေးခဲ့တယ်တချို့ကစားသမားတွေကဒီအသင်းကိုတတ်ဖို့ထားတာဒီအသင်းအတွက်တိုက်ပွဲဝင်စိတ်မရှိတဲ့သူတွေကိုတော့အသင်းကဆက်ထိန်တာပြီငါတို့လူကိုကြတော့မှရောင်းထုတ်ချင်တာခံလာရတယ်အဲဒီလေဥက္ကဋ္ဌကငါ့ကိုဆက်သွယ်ခဲ့ကလပ်ကပဖလာတွေကခေါ်ချင်ခဲ့တယ်2023လောက်ကလည်းငါ့ကိုတစ်ခါဆက်သွယ်ခဲ့လေးစရာအကြောင်းရှိအောင် sorry ကငွေပို့ရပါတယ်တနေ့နေ့တော့ sorry ကိုပြောင်းဖို့လုပ်လိုက်ရင်ပေါင်းပါငါကလေးတွေတယောက်ချင်းနဲ့ပို့ပြီးထိခွင့်ရမယ်မန်ချက်စတာမှာနေတဲ့6နှစ်လောက်ကပို့ပဲရွာနေတာလေဒါနေမဲလားဆိုတော့နီးပြကဘရူနိုကိုလိုအပ်တယ်လို့ပြောတာတွေတိုင်အောင်အသင်းကနီးပြကတော့လိုတယ်ပြောတယ်ဒါပေမဲ့ဘရူနိုကိုမင်းထွက်ချင်ရင်ရောင်းထုတ်ဖို့အဆင်သင့်ပဲထွက်မလားဆိုတာမျိုးတနောင်တက်တာမေးခွန်းထုတ်ခဲ့တယ်ဘရူနိုရဲ့ရင်မတွေကတိုင်အောင်နားတယ်လို့ရတယ်သူကြလို့မဟုတ်ဘူးခြေစွမ်းပိုင်းမကောင်းတော့လို့ဆိုထားတော့အခုကခြေစွမ်းပိုင်းကထိတ်တန်းအဆင့်မှာပဲရှိသေးတယ်ယူနိုက်တက်ပြန်မလာနိုင်ဘူးလို့ပြောတဲ့ပထမအချက်ကဘရူနိုစကားထဲမှာပါတယ်သူ့လောက်အသင်းကိုလေးထားတဲ့သူတွေအသင်းမှာသိမရှိတော့အသင်းကိုချစ်တဲ့ကစားသမားတွေကြောသွားရင်အသင်းကပြန်လာနိုင်ဖို့မလွယ်တော့ဘရူနိုသာယူနိုက်တက်